ဆိုတော့ဒီတစ်ခါမှာ Notebook LM ထပ်ပိုကောင်းတဲ့ AI လောကမှာကျင်လည်နေတဲ့သူတိုင်း Notebook LM ဘယ်လောက်ကောင်းလဲဆိုတာသိတယ် LM ဆိုတာကိုပြောပြရမယ်။ तू ကကြတော့ Adobe ကဖန်တီးထားတာ test တွေလုပ်တော့ပေါ့နော်။သူစီမှာဘာရမလဲ flashcard quiz တွေရမယ် podcast တွေ presentation တွေရမယ်။ဆိုတော့ file တစ်ခုထည့်လိုက်တာနဲ့ YouTube မှာတင်နေတဲ့ podcast တွေလည်းဖန်တီးလို့ရမယ်။အတန် file ပေါ့နော်။စာသားတွေရောအတန် file တွေရောရမယ်။ဒါအပြင် presentation ကိုလည်းစိတ်ကြိုက်ဖန်တီးလို့ရမယ်။ design တွေပါပါဝင်။ပြီးတော့ရင်ဒီကောင်ကဘာတွေကောင်းလဲဆိုရင်ပြင်ပြီးသားထုတ်ပြီးသား presentation တွေကိုလည်းပြန်ပြီး edit လုပ်လို့ရ mind map တွေရတယ်ပြီးတော့ရင် video တစ်ပုဒ်လုံး summary ရပြောချင်တာကကို့မှာ video file ဒါမှမဟုတ်ရင် PDF file တစ်ခုရှိရဆိုရင်အဲ့ဒီ tools တွေကိုထည့်လိုက်တာနဲ့သူက summary ပေးပေးမယ် Notebook LM ကိုပို့ပြီးတော့ accurate version ဆိုရင်ဘာပြောကောင်းမလဲဖန်တီးပြီးသွားပြီဆိုလဲကိုစိတ်ကြိုက်ပြန်ပြီး edit လုပ်လို့ရတယ်အဲ့တော့ Mysa AI tools တစ်ခုပေါ့နော်โอเคဆိုတော့ဒီထဲဝင်လိုက်ပြီဆိုရင် flash card တွေလုပ်လို့ရတယ် quizzes တွေလုပ်လို့ရတယ် study guide ပေါ့နော် study guide ကဒီဗီဒီယိုလေးမှာပြခဲ့တဲ့အတိုင်းပဲကိုလေးလာခြင်းနဲ့မှန်သမျှကိုပေးလိုက်တာနဲ့သူကကိုယ်စာတွေကိုဖတ်ပေးမယ်စာတွေလေးလာပြီးတော့ကို short to the point ကျူတာတယောက်လို့ guide တယောက်လို့ကူညီပေးမှဖြစ်တယ်ပြီးတော့ podcast တွေအတန် file တွေလည်းရတယ်ဆိုတော့ဒါ Notebook LM မှာရတာမှန်သမျှအကုန်ရတယ်ပေါ့နော်ဆိုတော့ area guest status ကိုနှိပ်ပြီးတော့ပြောပြလိုက်မယ်စလုပ်တော့မယ်ဆိုတော့ create student space ဆိုတော့နှိပ်ပြီးတော့ကိုထည့်ပြီးတော့အသုံးပြုခြင်းနဲ့ file ပေါ့နော် file ဖြစ်ဖြစ် YouTube ဖြစ်ဖြစ် link ပဲဖြစ်ဖြစ်စာဝဲ task လုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဘာလို့ခိုင်းကောင်းမလဲဆိုရင် presentation လုပ်ခိုင်းလိုက်မယ်ပေါ့နော် presentation ကိုသူဘယ်လောက်ထိလုပ်နိုင်လဲပေါ့နော်ဆိုတော့ presentation လုပ်ဖို့အတွက်ကဒီ file ပြည့်တာလေးကိုစောင့်ရမယ်နောက်တစ်ခုကသူကဘာကောင်းတာလဲဆိုထုတ်ပြီးသား presentation တွေကိုလည်းပြန်ပြင်လို့ရတာလေးကတော်တော်လေးကောင်းပါတယ်ဒီမှာသူက prompt ရေးခိုင်းနေပေါ့နော်ကိုက prompt မရေးတော့ဘဲနဲ့သူအကြံပေးတဲ့ဒီ title နဲ့ပဲရေးခိုင်းမယ်ပေါ့နော် slide ကိုလည်းရွေးလို့ရတယ်2 5ကနေ custom ထိသွားလို့ရတယ်ပြီးွားရင်ဒါကဘယ်သူတွေအတွက်လဲပေါ့နော် audience ရွေးခိုင်းလို့ရတယ် audience ပေါ်မူတည်ပြီးတော့သူက slide ကိုဖန်တီးပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူရွေးတဲ့အတိုင်းကိုပဲလုပ်လိုက်ပြီဆိုရင်ဒီမှာ design တွေကိုထပ်ရွေးခိုင်းနေပေါ့နော် okay ဆိုတော့ဒီမှာ design ကိုနှိပ်လိုက်တာနဲ့သူကတခြား slide တွေမှာဘယ်လိုပေါ်မလဲဆိုတာတွေပါပြရတယ်ပေါ့နော်ဒါလေးကိုယူလိုက်မယ် continue to outline ပေါ့ outline ကိုလည်းထပ်ပေးထားတယ်ကိုကပြင်ခြင်းနဲ့ပြင်လို့ရတယ် generate presentation ပေါ့နော်Okay presentation slide ရလာပြီပေါ့နော်ဆိုတော့ကြည့်လိုက်မယ်ဆိုရင် design တွေတော်တော်လေးမိုက်ပါတယ်အဲ့မှာပြင်ခြင်းနေဆိုလဲ click လေးနှိပ်ပြီးတော့စာတွေပြင်လို့ရတယ်ပုံတွေပြင်လို့ရတယ် edit လုပ်လို့ရတယ်ပေါ့နော်Canva လိုပဲအစင်သစ်သုံးလို့ရတယ်ပြီးသွားပြီဆိုရင် download လုပ်လိုက်အောင်ပဲပေါ့နော်ကိုလိုချင်တဲ့ standard ပေါ့နော် okay ဆိုတော့ဒီလိုမျိုးလုပ်လိုက်တာနဲ့ presentation ရောနောက်တစ်ခုကကြတော့ event နမူနာပြမယ်ပေါ့နော် mind map တွေရောနောက်တစ်ခုကကြတော့ quiz တွေရော Hey, welcome to this episode. You know, digital marketing today feels, well, kind of overwhelming, right? ဒါကတော့ podcast style ဖြစ်ပါတယ် better version ဖြစ်တဲ့အတွက်သူက free စမ်းသုံးခွင့်ပေးနေရပါတော့နောက်ပိုင်းမှာတော့တကယ် launch လုပ်တယ်ဆိုရင်တော့ဈေးကြီးသွားမှာပေါ့နော်ဆိုတော့ Notebook LM ကိုအခြေခံကနေစပြီးလေ့လာခြင်းနဲ့ဒီလိုမျိုး AI tools တွေကို
လုံးဝ basis ကနေ prompt ရေးနည်းတွေကနေပြီးတော့လေ့လာခြင်းနဲ့ဆိုရင် AI for Brady ရဲ့ use သင်တန်းရှိပါတယ်သင်တန်းမှာ AI presentation တွေ AI image တွေ video တွေ commercial ထိကိုသွားထားတာဖြစ်ပါတယ်ဆိုတော့တစ်ခါ app ပြီးရင် lifetime access ရမယ်သင်တန်းမှာသင်ခန်းစာဗီဒီယို60ကျော်နဲ့အလင်းသင်တယ်လို့ edit တွေလည်းသင်ပြီးဟိုတစ်ခါက Grok က free မရတော့ဆိုလဲ free အစားထိုးသုံးလို့ရတဲ့ tools တွေဝင်မျှပေးရနောက်တစ်ခုကကြတော့သင်တန်းသား650ကျော်ပြီဖြစ်ပါတယ်ဆိုတော့တစ်ခါ app ပြီးရင်နောင်တမရစီရဲ့သင်တန်းဖြစ်ပါတယ် AI သင်တန်းဆိုတာသိတဲ့အတိုင်းပဲဈေးပြမြောက်လာဖို့ပဲရှိရပါတော့အဲ့တော့အချိန်မီလာအပ်လို့ရတယ်ဒီလမှာအဲ့ discount တွေရှိရဲဒါအပြင် digital marketing အခြေခံကနေလေ့လာခြင်းနဲ့ဘာမှမသိသေးဘူးဆိုရင်လည်း recording ရော Zoom class ကိုရှိရဲ page ဖွင့်တာအစား setting တွေကအစားသင်ပေးရဖြစ်တယ် review တွေလည်း page မှာလေ့လာလို့ရတယ် okay ဆိုတော့သင်တန်းမှာပြန်ဆောင်ပါမယ် bye bye